နေရာစုံပြီအဲ့တဲ့တွေကလည်းဘူးလိမလာသေးဘူးငါဘိုက်ဆောင်နေမင်းတို့ရနောက်ကြလိုက်တာအမလို့တီမီဝီတန်နိုင်တော့အဲ့ဒါလာမှအတူတူစားမလို့ပဲဒါပေမဲ့လည်းဘိုက်ကစားနေမရတော့ဟင်းပွဲပုံစံမပြတ်အောင်တော့နည်းနည်းချင်းစီပဲစားမှာပါနေဟင်းနေရဆုံးတာဝတ်သားငပိချက်ဟင်းနေရများလို့ဘယင်းကိုစားနိုင်အောင်မနာအောင်မသိဘူးချက်မောင်နဲ့ငဖယ်လေးနဲ့အရင်ဆွဲလိုက်ငါ့ကိုဒီမှာကချင်ချက်လူလေးလည်းချက်ထားသေးတယ်ကျွန်တော်ငါးကြောက်တော့ရှယ်ဒါဒီမှာပီချင်းကအဆက်ဘုံတော့ဟင်းထင်းမီဝင်းငပိချက်ထက်သူ့စရာလည်းစုံနေနောက်ကြတဲ့တော့တက်စပေါက်ပဲဒီနေ့အဲ့တဲ့တွေအတွက်ကတော့ပစုံတုတ်ကြီးကိုအကြီးကိုကြက်တုံပြူလေးကြက်တုံနီလေးနဲ့ပဲစီတက်ပြီးတော့ချက်ထားတယ်ပစုံတုတ်အကောင်ကြီးတွေကိုကြက်တုံပြူကြက်တုံနီလေးနဲ့စီတက်ပြီးတော့ပဲကြော်ပါအောင်မယ်ကြက်တုံပြူကြက်တုံနီထောင်းထားတာလေးကိုစီမြများလေးနဲ့တက်ပေးလိုက်တယ်မွေးလာပြီဆိုတော့မှစနွင်းမုတ်လေးထည့်တယ်ပြီးတော့အခုလိုရေဆေးတက်စဉ်အခွန်ချွတ်ထားတဲ့ပစုံတုတ်လေးထည့်ပြီးတော့စားဟင်းရွက်မုတ်ထည့်ပြီးတော့တခါလေးချက်ပေးလိုက်ပါတယ်တခြားဘာမှထပ်မထည့်တော့ဘဲနဲ့ပစုံရဲ့အချိုတက်ရဲ့စီနိုင်နိုင်လေးနဲ့ကြက်တုံပြူကြက်တုံနီကိုစီတက်ထားတဲ့မွေးမွေးပြက်ပြက်အနှံ့တွေကြောင့်ဒီပစုံတုတ်ဟင်းလေးကစားကောင်းနေမှသိကြပါတယ်မီးအေးအေးနဲ့ချက်ပေးုံနဲ့ပစုံတုတ်ရဲ့အချိုတက်ကကြက်တုံပြူကြက်တုံနီရဲ့အရသာတော့ကြောင့်ပို့ပြီးတော့စားကောင်းတဲ့ပစုံတုတ်ဟင်းတစ်ပွဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ပီချင်းငါးကိုချင်းဆက်လေးကျွန်တော်တို့ချောင်းနာတို့ဘာလို့တွားရင်ချက်သူလေးပီချင်းငါအဆက်ချက်လေးကတော့ပီချင်းငါအခုလိုအကောင်ကြီးတွေတုံးထားတယ်ခုနကကြံတဲ့အိုးထဲမှာပဲကြက်တုံဖြူနေချင်းကိုစီတက်ပြီးတော့စနွင်းမုတ်ရဲ့ငရုတ်သီးစိမ့်မုတ်ရဲ့ထည့်လိုက်တယ်ပြီးတော့မှခင်းကျင်သီးများများလေးကိုလှီးပြီးတော့ခင်းကျင်သီးတွေပျော်သွားအောင်လို့ချက်ပေးလိုက်တယ်ပီချင်းငါတွေလှီးဖြတ်ထားတာကိုထည့်လိုက်တယ်အရသာအတွက်အစာဟင်းရွက်မုတ်နည်းနည်းပဲထည့်ပါတယ်တခါတလေပီချင်းငါကညံတက်တာကြောင့်စားတွေအလွန်ကျူးမထည့်ဖို့ကျွန်တော်ကသတိပေးချင်ပါတယ်ခြားကန်ဒီမှာမှငရုတ်သီးစိမ့်ရှမ်းနံနံများများလေးအုပ်လိုက်တာပါပဲခင်ဗျာကျွန်တော်ကဒီဟင်းမှာတော့နန်းနန်းမင်းမအုပ်ပင်နဲ့ရှမ်းနန်းနန်းနဲ့အရသာတမူထူးချအောင်လေးချက်ပြုတ်ထားပါတယ်ဒီချင်းကချင်းဆက်ဟင်းလေးရလဲအိလာလေးတဲ့ဧည့်သည်တွေအတွက်ထမင်းမိန်စေမဲ့ဟင်းကောင်းတစ်ခွက်ဖြစ်ပါတယ်မျိုးစည်းစိမ့်ငပိချက်ကတော့ထီမီကွီကမျိုးစည်းစိမ့်ငပိချက်ကိုဖောက်ထားတယ်ပြီးတော့ချင်မောင်နဲ့ငဖယ်အဲ့ဒါကလည်းထီမီကွီကချင်မောင်ဘူးလေးဖောက်ပြီးတော့ငဖယ်ရောလိုက်တယ်ငပိချက်နဲ့ချင်မောင်ကျော်ကိုတော့ထူထူကြော်ချက်မနေတော့ဘဲနဲ့ထီမီကွီကငရုတ်သီးစိမ့်ငပိချက်နဲ့ငါးငပိချင်မောင်ကျော်သာဖောက်လိုက်ပါတယ်ငရုတ်သီးစိမ့်ငပိချက်ဆိုလဲကျွန်တော်ကဘာမှပြန်မထဲတော့ဘဲနဲ့မိဖို့ပေါ်မှာပြန်ပြီးတော့ပုတ်ပွက်ဆူနေအောင်နှွေးပေးလိုက်တာပါပဲပုတ်ပွက်ဆူအောင်နှွေးပေးလိုက်ရင်တော့ခုနကဟင်းတွေနဲ့လိုက်ဖက်တဲ့အတိုးမြုပ်နဲ့လဲစားလို့ရကောင်းတဲ့ထီမီကွီရဲ့ငရုတ်သီးစိမ့်ငပိချက်အနှစ်လေးရပြီထီမီကွီကငါးငပိချင်မောင်ကျော်ကိုတော့ကျွန်တော်ကငဖယ်လေးနဲ့ရောပါအောင်မယ်ခုနကအိုးထဲမှာပဲချင်မောင်ကျော်လေးထည့်ရေလေးနဲ့ထည့်ပြီးတော့အိမ်မှာအသင့်ကြော်ပြီးသားငဖယ်တွေထည့်ပြီးတော့ခဏလေးချက်ပေးလိုက်ပါလေထင်မီကွေရဲ့ငါးငပိချင်မောင်ကျော်နဲ့ငဖဲနဲ့အခုလိုလေးချက်စားကြည့်ထမင်းစားရမ်းမိန်တာပဲပြီးတော့ကြက်သားစီပြန်ပြီးတော့ငါ့ကိုကချင်ချက်ကြက်သားကိုတော့ဒီတစ်ခါစီပြန်လေးချက်ပါအောင်မယ်ကြက်သားကိုစားစနွင်းဟင်းရွက်မုန့်တို့နဲ့အရသာဝင်အောင်နဲ့နှက်ထားပြီးတော့ကြက်သွန်ပြူကြက်သွန်နေချင်းတို့ကိုစီတက်တယ်ကြက်ပိုးကောက်စီယာမုန့်တို့ကိုထည့်ပြီးတော့စီတက်ပေးလိုက်တယ်စနွင်းမုန့်ငရုတ်သီးအစိမ့်မုန့်ပါထည့်ပြီးတော့စီတက်တယ်ပြီးသွားတော့မှအရသာနဲ့နှက်ထားတဲ့ကြက်သားတွေကိုထည့်ပြီးတော့ကြက်သားတွေအပေါ်ရန်တင်းသွားအောင်လို့ကျွန်တော်ချက်ပေးလိုက်တယ်ကြက်သားပေါ်ရန်တင်းသွားပြီဆိုတော့မှနူးအောင်ရေးထည့်ပြီးတော့စီပြန်တီအထိချက်ပေးပြီးတော့မှမဆလာများများလေးအုပ်လိုက်တာပါပဲခင်ဗျာဒါကဝတ်သားနဲ့တရသီးတနက်ဆွဲပြီးအမေကောင်းလားမင်းတကယ်ကောင်းတာပါသူတို့တွေ့လဲချက်ရပြောပါသေးတယ်စောစောလည်းမလာကြအောင်ကျွန်တော်ဘိုက်စာနေတယ်ကောင်းလားအများကြီးတော့ချက်ထားပါနည်းနည်းလောက်ဖက်ထားလိုက်တာဟင်းကွက်တော့မရောက်ပါဘူးဘာပဲပြောကျွန်တော်အိမ်ချင်သွားလို့ခဏလုပ်လို့ရတယ်ဒီငါဘယ်လိုတော့ကတော့အဲ့ဒါတွေထမ်းလာတော့ဒီချင်းငါ့ကိုလေချင်းဆက်လေးချက်ထားရှယ်ကောင်းထင်းမီဝေးရမျိုးဒီလေးငပိချင်နဲ့ရှယ်လိုက်ဖက်အနှစ်လေးကအသက်မင်းခွာရတူစရာ
ကောင်းနေရောပါလာရင်ပြောင်းစားပါမယ်ကျေပြီမလာဟင်းရအောင်ပြောင်းလိုက်ရဆိုတော့ယုံလိုက်တော့ထက်မောင်းငဖယ်လေးထက်မင်းအောင်လူကြီးငပိတက်လေးထက်နေစားအမလီလိုက်ဖက်တဲ့ဘဝမင်းကကုန်နေအဲ့ဒါရမလာတော့ ဟင်းနေငါတို့ရောက်ပြီဟာငါတော့ဖွင့်ဝဟာ အခုမှလာပြီဟေးတကားလာဖွင့်မယ်ဟာမင်းတို့ရနောက်ကြလိုက်တာအမလေးဟာ